မင်္ဂလာပါကလေးတို့ရေဒီပြောပြမယ်ကျောင်းရလေးကတော့950ဇန်နီးပတ်တော်တွေကမိဆာဆက်ငါမင်းရဲ့တိဆာဆွမ်းရည်ဆိုတဲ့ဇလန်းလေးဖြစ်ပါတယ်ကိုတလတိုင်းမှာမိုးကောင်းပြီးကောက်စပါးတွေမျိုးရော်ကုန်လို့ရေကန်ကြီးငယ်တွေကလည်းခန်းချောက်ကုန်ကြတယ်ဇေတဝန်ကံမှာလည်းရေလက်ကျန်ဆိုပြီးမရှိတော့ပဲညွန်ပြောင်းထဲမှာခိုးအောင်နေတဲ့ငါလိတ်စတဲ့တတဝါလေးတွေကိုကြီးစွန်နေကလာရောက်ပြီးထိုးယူစားတောက်ကြတာကိုဖျားရှင်မြင်တော်မူတော့ယနေ့ငါဟာမိုးရွာစီခြင်းငါတင့်ဤလို့နှလုံးသွင်းတော်မူရာမှမိုးရွာလာတယ်လို့ကောတလတတိုင်းလုံးမိုးရီတို့နဲ့ဖုံးလန်းသွားတာပေါ့ကွယ်ဇေတဝန်ရေကန်ဒီလဲတခဏချင်းမှာပဲမိုးရီတို့နဲ့ပြည့်ရှံလာတယ်ဒီเจ้าနဲ့ပတ်သက်ပြီးဗုဒ္ဓကဒီအတိတ်ဇာတ်ကြောင်းလေးကိုဟောတော်မူတာဖြစ်ပါတယ်ရှေးခါကကောတလတိုင်းတာဝိတိပြည်ဇေတဝန်ရေကန်မှာပဲရေအိုင်တစ်ခုရှိခဲ့ဘူးတယ်ရေကန်ကြီးကိုခြုံတွေနဲ့ဝန်းရံပေါက်ရောက်နေတယ်ဖျားလောင်ငါမင်းဟာငါးပေါင်းချမ်းရင်ပြီးထိုရေအိုင်မှာနေခဲ့ဘူးတယ်အဲ့ဒီအချိန်မှာပဲကောတလတိုင်းမှာမိုးခေါင်တော့ကောက်စပါးတွေညှိုးကုန်နေရေကန်ရေအိုင်စားသည်တို့မှလည်းရေတွေခန်းချောက်ကုန်တော့ငါလိတ်တို့ဟာညွန်ပြောင်းထဲမှာနေကြရတယ်ကြီးစားတဲ့သားစားငှက်တွေကလည်းညွန်ပြောင်းထဲကငါးတွေလိတ်တွေကိုနှုတ်သီးဖြင့်ထိုးယူပြီးစားတောက်ကြတယ်အဲ့ခါမှာငါမင်းဟာဆွေမျိုးတွေကိုတစ္ဆာပြုပြီးကဲတင်ရင်ဆုံးဖြတ်လိုက်ပြီးကောင်းကင်ကိုမော့ကြည့်ပြီးတော့အိုးပြစ်စုံနေမီငါတို့ဆွေမျိုးအပေါင်းသည်မိုးခေါင်သဖြင့်ဆင်းရဲလာတယ်တင်သည်တီလာရှိသောငါအားပေမန်းစေလေအဘဲကြောင့်မိုးကိုမရွာစေသည်နီငါသည်ဇတ်တူဖြစ်တဲ့တတဝါတို့ကိုစားတတ်သောမျိုးစံနိုင်ဖြစ်တော်လဲစံလုံးပမာခန့်ရှိတဲ့ငါးကလေးကိုမျှပင်စားဘူးသည်မရှိငါသည်တပါးသောတတဝါကိုလည်းမသက်စဘူးဤမှန်သောသစ္စာစကားကြောင့်မိုးကိုရွာစေ၍ငါနှင့်တကွငါဆွေမျိုးအပေါင်းအားဆင်းရဲမှလွတ်စေလောဟုသစ္စာပြုလိုက်ကကောတလတိုင်းတစ်ခုလုံးအနံ့မှာမိုးကြီးတီးထန်စွာရွာချလေတော့တယ်တတဝါတွေလည်းမိုးခေါင်ခြင်းဆင်းရဲအမျိုးမျိုးကလွတ်မြောက်သွားကြတာပေါ့ကွယ်ဒီဇက်လန်းလေးမှာငါးရေယာဗုဒ္ဓရဲ့ပြိတ္တပြစ္ဆုံနတ်ကတော့အရှင်အာနန္ဒငါးမင်းကဗုဒ္ဓမြတ်စွာဖြစ်ပါတယ်ဒီဇက်လန်းလေးကိုကြည့်ရင်တော့သစ္စာတရားရဲ့စွမ်းအားကြီးမားပုံကိုသိမှတ်ကြရမှာဖြစ်ပါတယ်နောက်ဇက်လန်းလေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြအောင်မယ်နော်